ဟိုပုံမှန်လေးပြောရင်ဒီအခြေအနေကြီးကိုကျွန်တော်လည်းမကြိုက်ဘူးသို့တော်လက်ခံထားတယ်သူတော့ကြိုက်ချင်းမကြိုက်ချင်းနဲ့ပဂရိအခြေအနေကိုလက်ခံရခြင်းနဲ့မတူဘူးရွေးကောက်ပွဲလုံးလဲယုံနဲ့ဖြစ်နေတဲ့ပြဿနာတွေကပြည်တယ်သွားမယ်လို့ဘယ်တော့မှကျွန်တော်မပြောဘူးအမှလည်းမခံဘူးသို့တော့ရွေးကောက်ပွဲပြီးနိုင်ငံရေးအခင်းကျင်းပြောင်းသွားမယ်အာဏာခွဲဝေခြင်းသုံးတဲ့ပုံသဏ္ဍာန်တစ်ခုပေါ်လာပဋိပက္ခကိုအသွင်ပြောင်းယူဖို့ကြိုးစားနေတယ်မဲမပေးဘူးလားရွေးကောက်ပွဲတော့မပြတ်ဘူးမဲမပေးလဲရွေးကောက်ပွဲကတော့ဖြစ်သွားမှာပဲအဲ့တော့ရလက်ကဘလို့ရလက်မျိုးကိုလိုချင်တာလေအဲ့ဒါကိုလေးလေးနက်နက်စဉ်းစားကြဖို့ပဲကျွန်တော်တို့ကတော့ပြောပြရမှာပေါ့နော်ရှင်းပြအောင်ကျွန်တော်တို့ဟာပြီးခဲ့တဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုဖြစ်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့နိုင်ငံတော်ကိုရေးပေါ်ကြီးညာပြီးတော့မှခိတ္တတာဝန်ယူထားတာဖြစ်ပါတယ်ဒါကြောင့်မချခင်မှာလည်းဥပဒေနဲ့ကြီးရွေးကောက်ပွဲကျင်းပတော့ဖို့ရှိပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောဆုံးကျွန်တော်ကျင်းပတော့ဖို့စီစဉ်ထားကြောင်းကျွန်တော်ပြောလိုပါတယ်ရွေးကောက်ပွဲဘုံဘုံတွေလည်းပါတီပေါင်း53ခုကဆင်းပေးသွင်းထားပြီးဖြစ်ပါတယ်ရွေးကောက်ပွဲကျင်းပပုံတွေပတ်သက်ပြီးပြည်ထောင်စုနိုင်ငံရဲ့လေးလာရေးဖွဲ့များကိုလည်းလာရောက်ကြည့်ရှုနိုင်ဖို့တဲ့ဖိတ်ကြားအပ်ပါတယ်ရွေးကောက်ပွဲကတော့ဒါဘယ်လာရုစ်မှာဂရီပေးခဲ့တဲ့အရာပြောရရင်တော့အချိန်ပိုင်းတတ်မှတ်လိုက်တဲ့သဘောဖြစ်သွားတော့ပေါ့ဒီဇင်ဘာသို့မဟုတ်2026ဇန်နဝါရီဆိုတော့ကျွန်တော်တို့ကလည်း2008ဖွဲ့စည်းပုံအရာပြဋ္ဌာန်းချက်အရာလေ့လာမယ်ဆိုရင်အရေးပေါ်ကာလ6လတက်တန်းကကျွန်တော်တို့ကဩဂုတ်လ1ရက်နေ့မှာပြည့်လို့တာမန်ချင်းနေမဟုတ်ဘူးဆိုပြီးတိုးရင်တော့ဒီနာဆာကပုံတံအတိုင်းဆက်ရွေ့သွားမယ်ပေါ့သို့တော့အခုဘယ်လာရုစ်မှာပြောကြားချက်အရာကတော့ဩဂုတ်လ1ရက်နေ့မှာကာလုံလွှဲမယ်ဆိုတဲ့သဘောလို့ကျွန်တော်တို့ကတော့ယူဆတယ်အဲ့တော့ကာလုံလွှဲလိုက်ပြီဆိုရင်ကာလုံက6လတွင်ရွေးကောက်ပွဲလုပ်ရမယ်ဆိုတော့ဖေဖော်ဝါရီ1ရက်နေ့မတိုင်ခင်2026ဖေဖော်ဝါရီ1ရက်နေ့မတိုင်ခင်မှာရွေးကောက်ပွဲကျင်းပပေးရမယ်အဲ့တော့ဘာပဲပြောအချိန်စရာကတော့အကြမ်းမြင့်ထွက်လာပြီရက်တာအတိအကျမထွက်တာသို့တော့ကျွန်တော်တို့ကဥပဒေနည်းဥပဒေမထွက်သေးဘူးနောက်တစ်ခါမဲဆန္ဒနယ်မြေဘယ်နေရာတွေလုပ်မယ်ဆိုတာမကြေညာသေးဘူးနောက်တစ်ခါရွေးကောက်ပွဲစနစ်ကဟာလာကျွန်တော်တို့ကပြည်သူ့လွှတ်တော်ကိုပဲစနစ်ကျင့်သုံးမယ်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးလွှတ်တော်ဘယ်လိုရွေးကောက်ပွဲစနစ်ကျင့်သုံးမယ်ဆိုတာကိုမထွက်သေးတော့ကျွန်တော်တို့ကအသေးစိတ်တွေတော့ပြောလို့မရသေးဘူးအဲ့တော့လောလောဆယ်ကတော့ဘာရှိလဲဆိုတော့ပါတီမှတ်ပုံတင်ဥပဒေရှိတယ်အဲ့တော့ပါတီမှတ်ပုံတင်ဥပဒေရရွေးကောက်ပွဲမတိုင်ခင်ရက်ပေါင်း90မှာကျွန်တော်တို့ကသတ်မှတ်တဲ့ပါတီဝင်အင်အားစရင်နောက်တစ်ခါမြို့နယ်အရေးအတွက်ပေါ့ရုံးခန်းဒါတွေကျွန်တော်တို့ကဖွဲ့စည်းပြီးဖြစ်ရမယ်ဆိုတော့အဲ့ဒီအတွက်ကိုကျွန်တော်တို့စူးစမ်းဆောင်ရွက်နေတာရှိတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီလိုမီဒီယာတွေကနေတဆင့်ကျွန်တော်တို့ရဲ့နိုင်ငံရေးသဘောထားအယူဆယက်တီချက်တွေကိုပြည်သူတွေကိုအသိပေးနေတာဟာဟိုပါတီကိုထောက်ခံဖို့ဆိုတာတဲ့အကြမ်းမဖက်နိုင်ငံရေးနီးလန်းကိုပြည်သူတွေဘက်ကယုံကြည်မှုပို့ပြီးတော့အားကောင်းလာအောင်ပူပေါင်းပါဝင်လာအောင်ကျွန်တော်တို့ဒါဒီဇိုင်းမှန်မှကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ဟိုပုံမှန်လေးပြောရင်ဒီအခြေအနေကြီးကိုကျွန်တော်လည်းမကြိုက်ဘူးသို့တော်လက်ခံထားတယ်သူတော့ကြိုက်ချင်းမကြိုက်ချင်းနဲ့ပဂရိအခြေအနေကိုလက်ခံရခြင်းနဲ့မတူဘူးဟိုဘာနဲ့သွားတူလဲဆိုတော့2010တုန်းကဒီ2008ဖွဲ့စည်းပုံကိုလက်မခံဘူးမပြင်ရင်မဝင်ဘူးသို့တော့2012ကျတော့ဓာပြရွေးကောက်ပွဲကိုဝင်လိုက်တယ်အဲ့ဒါဘာလဲဆိုတော့ तू မကြိုက်ဘူးလို့ပြောတယ်လေမကြိုက်ဘူးသို့တော့တခြားနီလန်ဒီတဲ့ကောင်းတာကိုမဖန်တီးနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မကြိုက်ဘဲနဲ့လက်ခံရတယ်ဆိုတာဟာဒါနိုင်ငံရေးမှာဒါဟိုတိတ်ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လည်းဖြစ်နိုင်ရင်ဒီလိုမျိုးတပ်မတော်ကနေဝင်ပြီးတော့ဖြည့်ရှင်းရတဲ့ကိစ္စကြီးကိုကျွန်တော်မကြိုက်ဘူးဒါကျွန်တော်ရိုးသားသားပဲပြောတာမကြိုက်တဲ့အတွက်ကြောင့်လည်းမဲစင်းညင်းပွားမှုဖြစ်တယ်ကျွန်တော်တို့သဘောရပြောရင်နိုင်ငံရေးရဖြည့်ရှင်းစေခြင်းတယ်ညှိနှိုင်းစေခြင်းတယ်အဲ့ဒီလိုနည်းနဲ့ပြည်လဲသွားပြီးတော့ဟလာရွေးကောက်ပွဲရလက်ကြီးတစ်ခုလုံးနဲ့ပျက်စီးသွားတာမဟုတ်ဘဲနဲ့ဟလာကျွန်တော်တို့ဟလာမတင်ကားပွဲရဖြစ်တဲ့ဟာတွေကိုပြန်စစ်မယ်ဟလာဟိုပြန်ကျင်းပမယ်ဆိုတဲ့နည်းမျိုးနဲ့ဖြည့်ရှင်းစေခြင်းတယ်ဒါကျွန်တော်ရိုးသားသားပြောတာသို့တော်ဖြစ်မလားဖြစ်မလာတဲ့အခါကျတော့မြန်မာနိုင်ငံရဲ့ပဂရိတရားအရာကျွန်တော်တို့ပါတီဆိုတာသူ့ပါတီရပ်တည်ရေးအတွက်တည်ဆဲဥပဒေအရာကျွန်တော်တို့ရပ်တည်နိုင်မှုကြိုးစားရတယ်။ဘာလို့ဟိုနိုင်ငံရေး platform ပေါ့ဖြစ်ဖို့အတွက်ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကပါတီပြန်မှတ်ပုံတင်တယ်ဒီ process ထဲမှာကျွန်တော်တို့ဆက်လက်ပြီးတော့ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာဟာမကြိုက်လို့ပူးပေါင်းဆောင်ရွက်နေတာဒါလည်းကျွန်တော်ကဟိုသဘောကလေတချို့ဟိုနားခေါင်းရှုပ်သွားမယ်မကြိုက်ဘူးဒါပေမဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မကြိုက်တဲ့အခြေအနေမကြိုက်တဲ့အခြေအနေကိုပြောင်းဖို့လုပ်နေတာဒီအခြေအနေကြီးအတိုင်းကျွန်တော်တို့ကဒါကြီးကိုလက်ခံထားတာမဟုတ်ဘူးပြောင်းဖို့ကြိုးစားနေတာအဲ့တော့အခုလည်းပဲအထိုက်လျောက်ပြုပြင်ပြောင်းလဲဖို့ကျွန်တော်တို့ကြိုးပမ်းထားတာဟာအောင်မြင်မှုတချို့တော့ဝယ်ရထားတယ်အပြည့်မဟုတ်သေးပေမဲ့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ NSPNC နဲ့တွေ့ဆုံပွဲမှာဆိုရင်53ချက်သဘောတူညီချက်ကိုကျွန်တော်တို့ဒါလက်မှတ်ရေးထိုးပြီးတော့ကျွန်တော်တို့ဖလှယ်ခဲ့တဲ့အဆင့်ထိကျွန်တော်တို့ရောက်လာတယ်
ဆက်လဲကျွန်တော်တို့ကဆွေးနွေးဖို့ပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတာဖြစ်တယ်ဒါကြောင့်ဒါကျွန်တော်တို့ဟလာဒီပါတီပြန်မှတ်ပုံတင်တဲ့ကိစ္စဒီအချိန်ကြီးပေါ်မှာအငင်းပွားတဲ့ကိစ္စကိုနိုင်ငံရေးသဘောထားကွဲလွဲမှုအနေနဲ့ကျွန်တော်တို့ဘာမှဝေဖန်စရာမရှိဘူးသို့တော့ကိုယ်ယုံကြည်တာကိုလို့အဲ့တော့ကျွန်တော်တို့ယုံကြည်တဲ့နီလန်းပေါ်မှာကျွန်တော်တို့တာဝန်ခံတယ်ဒီနီလန်းကနေပြီးတော့မအောင်မြင်မှုဆုံးရှုံးသွားတယ်ဆိုရင်လည်းကျွန်တော်တို့ရွေးချယ်မှုဆုံးဖြတ်မှုကိုကျွန်တော်တို့တာဝန်ယူရမယ်အဲ့ဒါလိုပဲကိုနီလန်းနဲ့ကိုလှုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့ဖြစ်လာတဲ့အကျိုးဆက်တွေကိုလည်းနိုင်ငံရေးကောင်းဆောင်ဆိုတာတာဝန်ယူရမယ်ဆိုလိုတာကဟာချမှရမယ်ဒါသူရွေးချယ်မှုပဲဟာချတယ်သေတယ်ပျက်စီးတယ်ဆိုတာဒီအနဲ့ပတ်သက်ပြီးတော့လည်းတာဝန်ရှိတယ်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ရွေးချယ်တဲ့နီလန်းအပေါ်မှာဖြစ်ပေါ်လာတဲ့အကျိုးဆက်ကိုကျွန်တော်တို့ကတာဝန်ယူတယ်ဒါကဟိုနိုင်ငံရေးကောင်းဆောင်ဆိုတာကိုဆောင်ရွက်ချက်ကိုတော့ကိုတာဝန်ယူရမယ်ကျွန်တော်တို့တာဝန်ယူတယ်ကျွန်တော်ဒီလိုဆုံးဖြတ်တဲ့အတွက်ကြောင့်ဒီလိုရွေးချယ်တဲ့အတွက်ကြောင့်တစ်ချက်ကျွန်တော်ကြောင့်တဦးတစ်ယောက်မှတေချေပျက်စီးတာဖမ်းဆီးခံရတာဟလာမီးလောင်ပျက်စီးတာဆုံးရှုံးတာမရှိဘူးဒါကျွန်တော်ဒါအခုချိန်နေမှာကျွန်တော်တာဝန်ခံနိုင်တဲ့ကိစ္စပါနောက်တစ်ခုကတော့စစ်ကြီးဆိုတာကိုဟိုတုန်းကလည်းမကြိုက်ဘူးအခုလည်းမကြိုက်ဘူးနောက်လည်းမကြိုက်ဘူးအဲ့ဒါကျွန်တော်နိုင်ငံရေးရည်တည်ချက်ကိုကျွန်တော်လုံးဝအထီးကိမခံဘူးသို့တော့အဲ့ဒါကိုပြုပြင်ပြောင်းလဲဖို့လုပ်တဲ့အခါမှာစင်ကဲပြောင်းလဲမှုဖြစ်စဉ်ကိုကျွန်တော်ရွေးချယ်တယ်အဲ့ဒီအတွက်ပို၍ကောင်းမွန်တဲ့ရလဒ်တွေထွက်လာတယ်ဆိုရင်ကျွန်တော်ရွေးချယ်မှုမှန်တယ်လို့ကျွန်တော်ကပြောမယ်အဲ့တော့မအောင်မြင်ဘူးဆိုရင်လည်းကျွန်တော်ဒီနီလန်းကိုကျွန်တော်စူးစမ်းတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးကျွန်တော်တာဝန်ယူရမယ်ကျွန်တော်ကတော့ဒီယုံကြည်မှုနဲ့ပဲကျွန်တော်ဆက်ပြီးတော့ပြတ်သန်းပါတယ်ဟိုနှစ်ခုရှိတာပေါ့တစ်ခုကတော့ဒီရွေးကောက်ပွဲဟာပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီရွေးကောက်ပွဲကိုလက်မခံသင့်ဘူးကျွန်တော်ကမငြင်းဘူးဗျရွေးကောက်ပွဲလုံးလိုက်ယုံနဲ့ဖြစ်နေတဲ့ပြဿနာတွေကပြည်လည်သွားမယ်လို့ဘယ်တော့မှကျွန်တော်မပြောဘူးအမှလည်းမခံဘူးသို့တော့ရွေးကောက်ပွဲပြီးနိုင်ငံရေးအခင်းကျင်းပြောင်းသွားမယ်အာဏာခွဲဝေကျင့်သုံးတဲ့ပုံသဏ္ဍာန်တစ်ခုပေါ်လာမယ်ပေါ်လာပြီးရင်အဲ့ဒီရွေးကောက်ပွဲအလွန်နိုင်ငံရေးအခင်းကျင်းကတည်ဆဲပြဿနာတွေကိုဆက်ပြီးဖြေရှင်းရမယ်ပြဿနာတွေကရွေးကောက်ပွဲပြီးပြောက်သွားမှာမဟုတ်ဘူးဒါကြီးကဒူကြီးတယ်ကြီးနဲ့ကြံခဲ့မှာဒါကြောင့်မလို့ကျွန်တော်တို့ကပဋိပက္ခကိုအသွင်ပြောင်းယူဖို့ကြိုးစားနေတာအခုကတော့ကျွန်တော်တို့ကအခုဆွေးနွေးပွဲသွားတယ်ကျွန်တော်တို့ပြောတယ်ကျွန်တော်တို့မဆုံးဖြတ်နိုင်ဘူးရွေးကောက်ပွဲပြီးသွားလို့ဆုံးဖြတ်နိုင်တဲ့အခြေအနေတစ်ခုရောက်သွားရင်တော့ဟိုကိုတယောက်ထဲတော့မဟုတ်ဘူးပေါ့အားလုံးညှိနှိုင်းဆုံးဖြတ်နိုင်တဲ့နိုင်ငံရေးအခင်းကျင်းတစ်ခုအသစ်ဖြစ်လာမယ်အဲ့ဒီအခါမှာဒီပြဿနာတွေကိုကျွန်တော်တို့ကိုယ်တိုင်ဆွေးနွေးဆုံးဖြတ်နိုင်တဲ့အခြေအနေတစ်ခုရောက်လာတယ်ဆိုတော့ဒါကြောင့်မလို့ဟိုကျွန်တော်တို့ရွေးကောက်ပွဲကိုပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ဆိုတာတဲ့အသွင်ပြောင်းယူနိုင်ဖို့ဆိုတဲ့တုံ့တက်ချက်ကိုချင်းကပ်မှုနဲ့ကျွန်တော်တို့စူးစမ်းနေတာဖြစ်ပါတယ်ဟိုအခုကတော့ရွေးကောက်ပွဲကိုဟိုဥပဒေနည်းဥပဒေကိုမထွက်သေးဘူးအဲ့တော့ထွက်လာပြီဆိုရင်တော့သူကဟိုမဲဆွယ်ခွင့်ကာလသတ်မှတ်တာရှိမယ်အဲ့ဒီမတိုင်ခင်ကတည်းကသူကဟိုဥပဒေထွက်လာပြီဆိုတာနဲ့ဒါ UEC ပေါ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်းပြောင်းလဲမဲ့ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်တဲ့အသိပညာပေးတဲ့ကိစ္စတွေကိုဒါရေဒီယိုရုပ်မြင်သံကြားသတင်းစာနောက်ပုဂ္ဂလိကမီဒီယာတွေကနေတဆင့်ဒါတွေကကျွန်တော်တို့ကကြဲပြန့်ပညာပေးဖို့လိုတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့မှလည်းပြည်သူတွေကကိုဘောပင်နဲ့ချစ်ပါဆိုချစ်လိုက်ဒစိတုံးထုပါဆိုထုလိုက်ဟလာတော့ကြခလုံးနှိပ်ပါဆိုနှိပ်လိုက်ဆိုတော့သူကအဲ့ဓာတွေကိုတော့ကျွန်တော်တို့ကပြည်သူတွေအတွက်လည်းဟောပေါ့သူတို့လွယ်ကူကူနဲ့ကျင့်သုံးတတ်အောင်လုပ်ရမယ်လုပ်ငန်းစဉ်တွေကတော့ဟိုပါတီတွေကလည်းလုပ်ရမယ်မီဒီယာတွေကလည်းလုပ်ရမယ်ဒါသက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကလည်းလုပ်ရမယ်အဲ့ဒါကတော့အားလုံးကြဲပြန့်လုပ်ဖို့လိုတယ်။နောက်ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့သူတွေထဲမှာလည်းအကုန်လုံးကလက်မခံနိုင်ရင်တောင်မှဟာလာဒီရွေးကောက်ပွဲဘာကြောင့်ဖြတ်သန်းတယ်ဒီရွေးကောက်ပွဲကနေဘယ်လိုတိုးတက်တဲ့ရလဒ်တွေဖြစ်ပေါ်နိုင်တယ်ဆိုတာကိုသူတို့သိလာအောင်နားလည်လာအောင်ကျွန်တော်တို့စူးစမ်းဖို့လိုတယ်။နောက်တစ်ခုကကျွန်တော်တို့စူးစမ်းနေတာဒီ revolution ဆိုတာကတော့ဗျာရုပ်ချီးပြောင်းလဲဖို့စူးစမ်းတာပေါ့။အဲ့တော့အခုဒါလုပ်နေကြတာပဲ။လုပ်နေရင်လည်း၄နှစ်ကျော်လာတာ။အဲ့တော့ကျွန်တော်တို့ကကြတော့ဟိုတုန်းကတည်းကကျွန်တော်တို့ကစင်ကဲပြောင်းလဲမှုကိုပဲကျွန်တော်တို့ကယုံကြည်တာ။အဲ့တော့တိုင်းပြည်တိတ်ကြေမွသွားမှာဆိုလို့ထိခိုက်သွားမှာဆိုလို့အဲ့တော့အခုလည်းပဲကျွန်တော်တို့စူးစမ်းနေတဲ့နီလန်းဒီရခင်ကလွတ်တော်တွေမှာပြုပြင်လို့မရနိုင်တဲ့ကိစ္စတွေကိုအခုကျွန်တော်တို့တချို့ရလာတယ်အဲ့တော့ဒါကိုနိုင်ကတိုးတက်မှုပဲသို့တော့ရှိနေတဲ့ပဋိပက္ခပမာဏနဲ့ပြောရင်တော့အားမရတာဖြစ်ကောင်းဖြစ်မယ်သို့တော့လွတ်တော်တက်တန်းနှစ်ခုပေါ့ဦးသိန်းစိန်တက်တန်းရော NLD တက်တန်းရောမပြင်နိုင်သေးတဲ့ဟာတွေမပြင်နိုင်ခဲ့တဲ့ဟာတွေကိုအခုစပြီးတော့တချို့သဘောတူလာပြီဆက်လက်ဆွေးနွေးဖို့သဘောတူချက်ရဖို့လဲကျွန်တော်တို့ကကြိုးစားနေတယ်ဒါကြောင့်မလို့ဟိုနိုင်ငံအတွက်တက်တာဟိုထိခိုက်နာကျင်မှုအ ਨੇ ဆုံးပေါ့နော်အဲ့ဒီနီလန်ကတော့စင်ကဲပြောင်းလဲမှုဖြစ်စဉ်ပဲဖြစ်တယ်လို့ကျွန်တော်ကပြည်သူတွေကိုပြောချင်ပါတယ်ဟိုကျွန်တော်ရိုးလေးပဲပြောမယ်ဗျာကျွန်တော်တို့ဆိုတာဟိုထောင်ကြတာကြီးလဲခဏခဏမပြောချင်ဘူး
နော်ဘာပဲပြောကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့ယုံကြည်မှုတစ်ခုအပေါ်မှာကိုရေးကိုယ်တာအားလုံးကိုဆွတ်လွတ်ပြီးတော့ကျွန်တော်တို့ဒီဒီမိုကရေစီရေးဖက်ဒရယ်ရေးအတွက်ကျွန်တော်တို့ယက်တည်ခဲ့တယ်စူးစမ်းခဲ့တယ်အဲ့တော့မဲလာမပေးရင်ဒီမိုကရေစီသမားတွေမနိုင်ဘူးပေါ့ဗျာဒါပဲပေါ့အဲ့တော့ကိုယ့်ဘက်ကိုမျက်စိနဲ့ပုံဖော်ကြည့်ပေါ့အဲ့တော့ဒီမိုကရေစီယုံကြည်တဲ့ဖက်ဒရယ်ကိုပြုပြင်ပြောင်းလဲရေးလုပ်မဲ့သူတွေပြောတော့ကိုယ်ထောက်ခံမဲ့လူတွေကိုမဲသွားမပေးကြနဲ့လို့ပြောရင်အဲ့ဒီလူတွေမနိုင်ဘူးပေါ့အဲ့ဒီလူတွေမရဘူးပေါ့အဲ့တော့ဘယ်လိုပုံစံဖြစ်စေချင်တာလဲလှုံ့ဆော်တဲ့လူတွေကိုယ့်ဘက်ကိုစဉ်းစားပေါ့ဥပမာအဖြစ်ပြောရရင်ကျွန်တော်ထောင်ထဲမှာတော့2008ဖွဲ့စည်းပုံဆန္ဒခံယူပွဲလုပ်တော့ vote no နဲ့ no vote နဲ့ပြဿနာပေါ်တယ်မဲယုံသွားရင် तू က chance နှစ်ခုရှိတယ်ထောက်ခံမလားကန့်ကွက်မလားရှိတယ်မဲမပေးဘူးဆိုတော့ကန့်ကွက်ဖို့ခွင့်ရေးပါဆုံးရှုံးသွားတယ်တဘောကိုပြောတာမကြိုက်ဘူးဆိုရင်တောင်မှသွားပြီးကန့်ကွက်တာတဲ့ဟိုတော့အဲ့တော့မဲကိုလုံးဝသွားမပေးတဲ့အခါကျတော့မဲပေးတဲ့အရေးအတွက်ရဲ့ယာကိုင်နှုံးအများစုကထောက်ခံတယ်ဖြစ်သွားတယ်တကယ်လို့မဲပေးပြီးကန့်ကွက်ရင်မဲပေးသူယာကိုင်နှုံးရဲ့ဘယ်လောက်ကကန့်ကွက်ပါတယ်ဆိုတဲ့ရလက်ပေါ်တယ်အဲ့တော့အခုလည်းပဲမဲမပေးဘူးလားရွေးကောက်ပွဲတော့မပြတ်ဘူးမဲမပေးလဲရွေးကောက်ပွဲတော့ဖြစ်သွားမှာပဲအဲ့တော့ရလက်ကဘလို့ရလက်မျိုးကိုလိုချင်တာလေအဲ့ဒါကိုလေးလေးနက်နက်စဉ်းစားကြဖို့ပဲကျွန်တော်တို့ကတော့ပြောပြရမှာပေါ့နော်ရှင်းပြရမှာ